file number 5က9မိနစ်ဆိုတယ်မလောက်ဘူးဗျာနော်မလောက်လို့ကျွန်တော်ဒီဘက်ကိုဆက်ပြီးကူးတယ်နော် file number 5 file number 5နဲ့ပတ်သက်ပြီးဒုတိယကတ်ကိုပြန်ရှင်းပြမယ်အခုနဒုတိယကတ်မှာလည်းဒီမှာဒီလိုလာခဲ့ပြီဟာ break 5ဒါဆက်တဲ့ချိန်မြောင် break 5အဲ့ break 5ဒီတပွဲကြောင်မှာ break 5လို့တက်တယ်တက်ပြီးတပင်းကြောမှာဟာမယ်1 break 3 break 9 break 5 break လို့ရိုက်တာနော်1 3 9လို့ရိုက်တယ်ရိုက်ခဲ့တဲ့နှစ်ထဲမှာပဲဟိုအောက်ကိုဆင်းလိုက်လို့ရှိရင်5 break လို့ထွက်ထားတာအဲ့ဒီ5 break ကဘယ်ကိုထွက်တာဒီကနန်းထွက်ထားတာ5 break 355 355ဆိုတဲ့900ပတ်လဲထွက်တာ900ပတ်လဲထွက်ဖို့အတွက်ကိုသူ့အပေါ်မှာအခုံးလျှောက်ခံခဲ့တယ်ဒါအဲ900ပတ်လဲပြီးမှထိတ်တောင်သုံးလို့9လို့ဖြစ်တယ်9လို့ဖြစ်ပြီးတော့မှ9 break လို့ထွက်တယ်9 break ထွက်တဲ့ပုံမှာအခုံးလျှောက်အဲ့ဒီအခုံးလျှောက်ကထိတ်တောင်သုံးလို့လျှောက်အဲ့လျှောက်ကဒီ3လို့6လို့ဖြစ်ပြီးတော့သူ့တပွဲနှစ်ပွဲကြောင့် V shape 6လို့ခံပြီးတော့မှအပိတ်တောင်သုံးလို့6လို့တက်ခဲ့တာ6ထိတ်5ထိတ်2ထိတ်နဲ့6လို့ဖြစ်ပြီး6 break လို့သွားပြီးထိတ်တောင်သုံးလို့6လို့ဖြစ်တဲ့ဘေးပွဲမှာဒီနေရာမှာကျွန်တော်9 break လို့ပဲကျွန်တော်ညှို့ဆိုခြင်းဟုတ်ပြီနော်9 break လို့ညှို့ဆိုရဟုတ်ပြီအဲ9 break လို့ညှို့ဆိုပြီးဟာဒီ9ကို9ရဲ့ပါဝါ3ရောက်တယ်ခွန်4 9ဆိုတဲ့ပတ်လေးနဲ့ပဲခွန်6 4 ခွန်4 9ဆိုတဲ့ကနန်းကော်ဒီ3လုံးနဲ့ပဲ3ရလို့ထည့်ထားတယ်9ပါဝါ3ရလို့ထည့်ပြီးတော့မှအထောင်9ကို break 9နှစ်ပွဲကျော်တော့ခွေ9တပင်ကျော်တော့ break 9ဒီညမှာကျွန်တော်မိနစ်က break 9ရိုက်ခဲ့တဲ့ကောက်ကြောင်းတာဟုတ်ပြီနော်အဲ့ကောက်ကြောင်းထို့ကြောင့်ကျွန်တော်ကဒီနေရာမှာလဲ9 break လို့ညှို့ဆိုခြင်းတာအဲ့ဒီ9 break ဖြစ်ဖို့အတွက်ကိုသူ့အပေါ်တဲ့သွားလိုက်အခုနောက်လိုပဲအပိတ်ထောင်3လုံးဝချင်းရှောက်သူ့ဘေးမှာခါထောင်3လုံးဝချင်း9သူ့မြင်းကုန်မှာ9 break 195ပတ်လေပဲအဲ့ကောက်ကြောင်းပဲဒီကောက်ကြောင်းပဲအဲ့195ပတ်လေဖြစ်ပြီးသူ့မြင်းကုန်မှာခါထောင်3လုံး9လို့ဖြစ်တယ်အပိတ်ထောင်3လုံးဝချင်းရှောက်လို့ဖြစ်တယ်ဒီမှာလဲ195ပတ်လေတော့9 break လို့ရိုက်တယ်ခါထောင်3လုံး9လို့ရိုက်တယ်ပိတ်ထောင်3လုံးဝချင်းရှောက်တယ်အဲ့ဒီ9နဲ့6အောက်ကနေပြန်ဖြည့်ပြီးတော့မှကျွန်တော်ပြန်တက်လာတာဟုတ်ပြီနော်ကျွန်တော်တင်ဒါတော့နားလည်မယ်လို့ထင်တယ်ဟုတ်ပြီနော်ဒါတော့နားလည်မယ်လို့ထင်တယ်ဒီနေရာမှာ9 break လို့ညွှန်းဆိုတာဟုတ်ပြီအဲ့9 break ဒီ9 break တက်တာလားတို့မို့ဟာဒီခါထောင်3လုံး9ဆိုတဲ့ဟာကိုထုတ်မလားမသိဘူးဒါတော့ဟုတ်ပြီနော်ဒါပေမဲ့ကျွန်တော်9 break လို့ပဲကျွန်တော်ကညှို့ဆိုခြင်းတယ်နော်9 break လို့ပဲကျွန်တော်ကညှို့ဆိုခြင်းတာကနန်းညှို့ရင်လွဲသွားမှာဆိုလို့ break ပဲညှို့လိုက်တာကျွန်တော်တင်တော့နားလည်မယ်လို့တော့မျှော်လင့်တယ်ဟုတ်ပြီနော်သူ့ရဲ့ကွင်းဆက်ရနောက်ပိုင်းနေဆက်လက်ပြီးဖော်ပြပေးမယ်နော်နောက်ပိုင်းနေမှာဖော်ပြပေးမယ်အဲ့အခါကျရင်ကျွန်တော်တင်ချင်းနေ9 break နဲ့ပတ်သက်ပြန်ရိုက်ရမှာကနန်းနေရှိတယ်အဲ့ခါကျရင်ကျွန်တော်တင်ရင်ပြောပြမယ်အခုတည်းကကြိုပြောထားရင်မေ့သွားမှာဆိုလို့မမေ့ဘူးဆိုရင်မှတ်ထားဗျာတဲ့ဟာမယ်300 300 5ဆိုတဲ့9 break ကိုတောက်တည်းကပြီးမှပြောမယ်ဒီကနန်းထုတ်ရိုက်မှာဟာဒီ900ကိုဒီနေရာမှာထုတ်ရိုက်မှာဒီနေရာမှာထုတ်ရိုက်ဖို့အတွက်သူ့တောက်ကဘာတော့ဆိုဟာဒီ3လုံး3ကို3လုံးပိတ်တာအဲ့ဒီ3က3ရဲ့ပါဝါ8ထိပ်လို့တက်ပြီးတော့ဒီ8ရဲ့ပါဝါဒီ3လုံး3လို့ခွေတာခွေပြီးဆိုတော့ဟာဒီ8ထိပ်ကြောင့်ဒီ3လုံး8လို့ဖြစ်ထားတဲ့ဘေးမှာလိုက်ထွက်တာ9 break အဲ9 break ဒီဟာဒီ9 break ကိုတက်ခိုင်းမှာဟုတ်ပြီနော်နားလည်မယ်လို့ထင်တယ်ဒီမှာလည်းအဲ့ဒီလိုဖမ်းလာတာဟာဒီ900ဆိုတဲ့ကဏ္ဍကိုဒီနေရာကိုတက်ခိုင်းမှာဟိုအခုချစ်အပေါ်မှာတက်ခိုင်းတဲ့နေရာရှိသေးရွေးထားသေးအဲ့နောက်မှပြောရင်နော်ဒီနေရာတက်ခိုင်းမှုအတွက်ဟာဒီ3လုံး3 6 5နှစ်နဲ့ပဲ3တာဟာမှာလည်း6 5နှစ်နဲ့ပဲ3တာ3လို့ပိတ်တာဒီမှာလည်း6 5နှစ်လို့3လို့ဖြစ်ပြီးတော့မှ3လို့ပိတ်တာအဲ့ဒီ3ရဲ့ပါဝါ8ထိပ်လို့တက်တာတက်ပြီးအဲ့ဒီ3ဒီ3လုံး3လို့ဖြစ်တာဖြစ်ပြီးတော့ဟာဒီ8ထိပ်ကြောင့်ဒီ3လုံး8လို့ခွေခဲ့တဲ့ဟာဒီဘေးပွဲမှာ9 break ဟုတ်ပြီနော်အဲ့တော့900ကို300 300 5လို့ထွက်တယ်ဒီမှာက300 300 5ကိုဟာဒီနေရာမှာကျွန်တော်တင်ရင်ဒီခါလေးမှတ်ထားလိုက်ဗျာတဲ့900တဲ့နော်ပတ်လေထိုးရမှာတခါလေးကြူပြလိုက်တာအခါကျရင်မိသွားမှာဆိုလို့နော်မိတော့မမိပါဘူးကျွန်တော်ခွဲထားရတဲ့အဲ့ဒါဆိုလိုတဲ့ဒီပွဲစဉ်ကိုပဲ9 break လို့ညှို့ဆိုပေးခြင်းဖြစ်ပါတယ်အဲ့တော့ဒီ file နဲ့ဒီ file မှာတော့9 မိနစ်ဆိုတော့ပြေးတော့မယ်ဆိုတော့ဟိုဘက်ဆက်ကူးလို့မရတော့ file number 9နဲ့ပဲကျွန်တော်အဆုံးသတ်မယ် file number 6ကိုတတ်ဗီဒီယို file တစ် file ဆွဲမယ်နော် file number 9မှာပဲကျွန်တော်အဆုံးသတ်လိုက်တော့မယ်